ပွဲတစ်ခုကိုစလိုက်တာနဲ့ hero ကိုဘယ်သူနဲ့ counter ရမလဲလို့စဉ်းစားနေတော့မယ်လားဒါမှမဟုတ် enemy draft ကကောင်းလို့ game စကတည်းကနေစိတ်သက်ကြနေပြီလားဒါရီအလုံးကိုဖြည့်ရှင်းနိုင်မဲ့ရန်သူကို hero မရွေးခင်မှာအနိုင်ယူနည်းရှိတဲ့ဆိုရင်ရော player တို့စိတ်ဝင်စားကြတာဗျာမင်္ဂလာပါဒီနေ့ mobile legend မှာအရေးကြီးဆုံး hero match ကိုဘယ်လိုကျွမ်းကျင်အောင်ဂိုင်းတွေရမလဲဆိုတာကိုအပြည့်အစုံရှင်းပြပေးသွားမှာဖြစ်ပါတယ်hero တကောင်ကိုတိုက်ခိုက်ဖို့အတွက်ဆိုရင်တော့ counter ရဲ့အခြေခံသဘောတရား၃ခုကိုအရင်ဆုံးစပြောပါမယ်ပထမဆုံးကတော့ mechanism counter ပဲဖြစ်ပါတယ်ရန်သူ hero ရဲ့ Kosuke ပုံစံကိုတိုက်ရိုက်ရင်ဆိုင်တာဖြစ်ပါတယ်အကယ်၍ Fanny လို့ dash များတဲ့ hero ကိုတွေ့ပြီဆိုရင်ဘယ်လိုလုပ်ကြမလဲဒီလိုအခြေအနေမှာဆိုရင် Kufra ရဲ့ K2 boss K က dash တွေကိုတိုက်ရိုက်ရက်တန့်ပစ်နိုင်တဲ့အတွက် Fanny ရဲ့ mobility အားလုံးကို nullify လုပ်ပစ်နိုင်တာဖြစ်ပါတယ်ဒီနေ့တိုင်းပဲ join လို့ dash hero မျိုးကိုကြုံတွေ့နေရပြီဆိုရင်လေမင်းစစ်သားဒါမှမဟုတ် Kufra နဲ့ counter လုပ်နိုင်တယ်ဆိုတာကိုမမေ့လိုက်ပါနဲ့နော်ဒုတိယကတော့ attribute counter ပဲဖြစ်ပါတယ်ဒါကရန်သူရဲ့စွမ်းရည်အမျိုးအစားကိုခုခံနိုင်တဲ့ hero သို့မဟုတ် item ကိုရွေးချယ်တာဖြစ်ပါတယ်enemy draft မှာ Ismailera ကိုမြင်ကြပြီဆိုပါစို့သူရဲ့အဓိကအားသာချက်က skill တွေကနေရှိကိုအဆက်မပြတ်ဆုပ်ယူနေကြတာဖြစ်ပါတယ်ဒါဆိုရင်တော့အဲ့ဒီရဲ့ရှိကိုလွယ်လွယ်ကူကူနဲ့ဖောက်ထွင်းနိုင်မဲ့ hero ကိုရှာရပါမယ်ဒီတော့ Darrow ကအကောင်းဆုံးပဲဖြစ်ပါတယ်သူရဲ့ skill 2ကရန်သူရဲ့ physical defense ကိုတိုက်ရိုက် short ချပစ်နိုင်တာကြောင့် Ismailera ရဲ့ရှိကိုဖောက်ထွင်းပြီးတော့ HP ကို burst damage နဲ့ချက်ချင်းထိခိုက်စေနိုင်တာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ timing counter ပဲဖြစ်ပါတယ်early game မှာအားသာတဲ့ hero နဲ့ late game မှာအားကောင်းမဲ့ hero ကိုဖိကျိတ်ပြီးဂုံးနဲ့ level ကိုဥဆောင်ယူတာဖြစ်ပါတယ်။ဥပမာဆိုရင်တော့ early damage မြင့်တဲ့ Pacquiao ဒါမှမဟုတ်ယူဆောင်တဲ့ late game power spike ရှိတဲ့ Trezella ကိုအစောပိုင်း lane phase မှာကိုအပြင်းထန်ကြိတ်ထားခဲ့ပြီးမှသူအားမကောင်းခင် lane tower ဖြိုချဖို့ကြိုးစားရမှာဖြစ်ပါတယ်။အပေါ်ကအသုံးဝင်တဲ့ counter strategy နည်းလမ်း၃ခုကိုတည်သွားခဲ့ပြီးဆိုရင်တော့နောက်ထပ်အရေးကြီးတဲ့ hero match အချို့ကိုလည်းဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ Uranus နဲ့စလိုက်ကြရအောင်ဗျာ Uranus ကသူ့ရဲ့ continuous region ကြောင့်တိုက်ရိုက် damage တဲ့ hero တွေနဲ့တိုက်ရင်တော့မှ HP ပြန်ပြေးလာလို့အမြဲတမ်းသာစီးယူနေတာကိုခံရပါလိမ့်မယ်ဒါဆိုသူ့ကိုဘယ်လိုအနိုင်ယူရမလဲနီလန်ကတော့ anti heal region short ကြတဲ့ hero ဖြစ်တဲ့ Basia ကိုရွေးချယ်လိုက်ပါသူ့ရဲ့ passive နဲ့ skill တွေက Uranus ရဲ့ heal နှုန်းကိုလည်းကြာဆင်းသွားစေခဲ့တာကြောင့် Uranus ကအသက်ရှူရကျက်သွားပါလိမ့်မယ်ဘာစီယာမရှိလဲ Dominus Ice လို့ anti-heal item တွေကိုအမြန်ဆုံးရွေးချယ်နိုင်ဖို့ကလိုအပ်ပါလိမ့်မယ်။နောက်တစ်မျိုးအနေနဲ့ Benedetta ဒါမှမဟုတ် Join လို့ dash အလွန်မြန်တဲ့ hero တွေနဲ့ EXP လိမ့်မှာဘယ်လိုရင်ဆိုင်ကြမလဲ။သူတို့ကိုအလွယ်တကူဖမ်းဆီးခြင်းတော့ Fovius ကိုတတိရလဲပါ။ Fovius ရဲ့ ultimate ကရန်သူ dash လုပ်တိုင်း auto target လုံးနိုင်တာကြောင့် enemy hero ရဲ့ dash တွေကသူတို့ရဲ့အားသာချက်မဟုတ်ပေနဲ့ Fovius ရဲ့ ultimate ကိုအခမဲ့ပေးလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်။ tanky ဖြစ်တဲ့ Breast ကိုဖျက်ဆီးခြင်းနဲ့ဆိုရင်ဘာတွေလုပ်သင့်ပါသလဲ Breast က full stack ရပြီဆိုရင်တော်ရုံ hero နဲ့ကတော့မနိုင်တော့ပါဘူးဒါပေမဲ့သူက site ကြီးလာတာနဲ့မျှအဝေးပြက် range damage ကပိုပြီးတော့အားနေလာတတ်ပါတယ်ဒါကြောင့်မလို့ MM တွေက carry လို့ true damage ပါတဲ့ hero ဒါမှမဟုတ် mystery တွေက villa လို့ knockout skill ပါတဲ့ hero တွေက Breast ကိုသူ့ရဲ့ combo တွေကိုမဝင်ခင်မှာအဝေးကနေတိုက်ခတ်ပြီးတော့ထိန်းချုပ်ထားပြနိုင်ပါတယ် hero match နဲ့ counter strategy တွေကိုအခြေခံကနေနားလည်သွားပြီလို့ထင်ပါတယ်မန်ကန်တဲ့ hero ကိုရွေးချယ်နိုင်တာက Draftface မှာကိုယ့်ရဲ့ team ကို20%တော့အနိုင်ပေးပြီးသားလို့ပြောလို့ရပါတယ်နော်ဒီဗီဒီယိုကအသင်အတွက်အကျိုးရှိတယ်ဆိုရင်တော့ like share subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်နောက်ဗီဒီယိုတွေမှာဘယ်လို guide တွေ strategy တွေသိချင်လဲဆိုတာကို comment မှာရေးခဲ့ပေးကြပါဦးနော်